မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းရာကတော့ကဝါမျိုးနယ်ကလူသက်ပစ္စည်းလူရက်တဲ့တရားခံကိုမသိမချင်းကြိုးကွင်းစွတ်တက်ဖို့အမိန့်ချတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ကိုတိုင်းကဝါမျိုးနယ်ထဲမှာဖြစ်ပွားခဲ့တဲ့နေနေအထိဝင်ပြီးတော့ဝင်ရောက်ကလူသက်ပစ္စည်းလူရက်ခဲ့တဲ့တရားခံကိုမသိမချင်းကြိုးကွင်းစွတ်တက်ဖို့တိတ်တဲ့အမိန့်ချမှတ်လိုက်တယ်လို့သိရပါဗျ။အဲဒီလိုလူသက်ပစ္စည်းလူရက်ခဲ့တဲ့တရားခံဇော်ဝမ်းခေါ်စန္ဒရာကိုရတကြီးဥပဒေပုံမှာ300တက်ခငယ်ရပဲခူးခရိုင်တရားရုံးကဖေဖော်ဝါရီလ3ရက်မှာအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒီနေ့ပဲအမိန့်ချလိုက်တာအမှုကစစ်နေတာကြာပြီပဲအခုတော့ပြစ်မှုလည်းထင်ရှားလို့တည်တံချခံရတယ်လို့သိရတယ်။အမှုကစစ်နေတာတစ်နှစ်ကျော်ပြီဒီလိုတည်တံချတာကျွန်တော်တို့ကတော့ထောက်ခံတယ်။ဒီလိုပြစ်ဒဏ်တွေချပြီးမှနောက်လူတွေကြောက်ရမှန်းသိပြီးတော့ဆင်ကျင်နိုင်မယ်လို့လည်းထင်တယ်။အခုနောက်ပိုင်းလူတွေကိုတတ်တာတွေလူရက်တာတွေကတော်တော်များလာပါတယ်လို့ပဲခူးမြို့တရားရုံးအတိုင်းဝိုင်းနဲ့နှိစက်သူကဆိုပါတယ်။ဒီဖြစ်စဉ်ကတော့2024ခုနှစ်ဇူလိုင်လ16ရက်ကနေကဝါမြို့နယ်တင်ပန်းကန်ကြီးရွာအုပ်စုရွှေဘုံသာကြီးရွာကဒေါ်မာတွေကိုနေမှာရှိနေစဉ်တရားခံဖြစ်တဲ့သူတရွာရဲနေစုံဝမ်းကဒေါ်မာတွေကိုတတ်ပြီးတော့ရွှေတွေပစ္စည်းတွေယူဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီအတော်ကအိမ်မှာတယောက်တည်းရှိနေတဲ့အချိန်ပစိန်နဲ့ခုတ်ပြီးတော့အသက်ခံလိုက်ရတာအသက်ခံရတာတော့ကြာပြီအမှုကအခုမှအမိန့်ချနိုင်တာတတ်တဲ့သူကလည်းတရွာရဲသားဆိုတော့လူသက်မှုဖြစ်ပြီးတော့မကြဘူးဖမ်းမိတာရက်တော်သိမ့်မမှတ်မိဘူးလို့ဖြစ်စဉ်သိရှိတဲ့ဒေသခံကဆိုပါတယ်တရားခံကိုဖမ်းဆီးပြီးတော့တစ်နှစ်နဲ့6လကျော်ကြာမှတည်တဲ့အမိန့်ချမှတ်ခဲ့တာလို့လည်းသိရပါတယ်နေပြီးတော့ဥဒရတီရီမျိုးနဲ့မှာတော့အမျိုးသမီးတယောက်ကိုအာရမပြုကျင့်ပြီးတပ်ဖြတ်ကပစ္စည်းလူရက်ခဲ့တဲ့တရားခံ2ယောက်ကိုလည်းမသိမချင်းကြိုးကွင်းစွတ်တက်ဖို့တည်တံပြင်ထောင်နဲ့အနှစ်80မှာကြာခံဖို့ဥဒရတီရီမျိုးနဲ့တရားရုံးကဇန်နဝါရီ28ရက်ကအမိန့်ချမှတ်မှုရှိခဲ့တယ်လို့လည်းသိရပါတယ်။တရားခံတွေလူရက်ရရှိခဲ့တဲ့ပစ္စည်းတွေကိုတော့ဖျောက်ဖျက်ရမှာပါဝင်ကျူးလွန်ခဲ့တဲ့တရားခံအောင်ကိုဦးခေါ်ဘဲကြီးနန်းရွှေစင်ခေါ်ကလမအောင်စော်ခေါ်ကိုစော်တို့3ယောက်ကိုလည်းပဲရသက်ကြီးဥပဒေပုံမှာ314ရထောင်ဒဏ်3နှစ်ရသက်ကြီးဥပဒေပုံမှာ302ရထောင်ဒဏ်6လစီအသီးသီးကြာခံဖို့အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လေကံမောစတာရီနန်းတော်တဲကစောက်လုံးနေစေအုံရိုးပြကြလို့အလုသမားတယောက်တည်ဆုံးတဲ့အကြောင်းဖော်ပြပေးကြပါရယ်ပဲခူးတိုင်းပဲခူးမြို့နန်းတော်ရာရက်ကွက်ကံမောစတာရီနန်းတော်ဝန်ထဲမှာဆောက်လုပ်စေအုံရိုးပြကြလို့အလုသမားတယောက်တည်ဆုံးပြီး3ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါရယ်ဖြစ်စဉ်ကတော့ဖေဖော်ဝါရီလ2ရက်ညနေ3နာရီခွဲလောက်မှာအုံရိုးပြကြတာဖြစ်တဲ့အကြောင်းအုံရိုးအောက်ခြေမှာရီမြောင်းရှိပြီးတော့လုသမားတွေကလည်းအဲ့ဒီရီမြောင်းတွေကိုကြားခဲ့တဲ့အတွက်သေဆုံးတဲ့အထိဖြစ်ရတာဖြစ်တယ်လို့လည်းသိရပါရယ်နန်းတော်ထဲမှာဖြစ်တာအုံရိုးကိုအချောကင်နေတဲ့အချိန်ပြိုကျသွားတာအုံရိုးအောက်ခြေမှာကရီမြောင်းရှိတယ်ရီမြောင်းကလည်းတော်တော်နှက်တယ်အုံရိုးပြိုကျတော့အထဲကျပြီးတော့အပေါ်ကအုတ်တွေပြီးသွားတာတယောက်ကတော့ဆုံးသွားတယ်3ယောက်ကဒဏ်ရာရတယ်ဒဏ်ရာရတဲ့အထက်မှာတယောက်က6ထောက်ကျူးသွားတယ်ကျန်တဲ့2ယောက်ကပွန်းပဲ့ပေါက်ပြဲဒဏ်ရာရပါတယ်လို့တိုင်းမိသက်ဦးစီးုံကတာဝန်ရှိသူကဆိုပါတယ်သေဆုံးတဲ့အလုသမားအမျိုးသားကတော့အသက်25နှစ်အရွယ်ကိုစောပိုင်းဆိုသူဖြစ်ပြီးတော့ခရမ်း3ခွစာတိဖြစ်တဲ့ကြောင့်ထိခိုက်ဒဏ်ရာရရှိသွားတဲ့အလုသမားတွေကတော့ကိုပိုင်ဦးကိုအောင်ထေကိုအောင်လေးခိုင်ဆိုသူတို့ဖြစ်ကြပြီးတော့အားလုံးကိုပဲခူးစင်းကိုပို့ဆောင်ထားတယ်လို့လည်းသိရပါဗျ။ဒီအုံရိုးပြူကြမှုဖြစ်စဉ်ကိုတော့မြို့နယ်မိသက်ဦးစီးဌာနနဲ့ရဲတပ်ဖွဲ့ဝင်တွေကတော့ကိုကြီးကယ်ဆယ်ရေးတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းလှဲကူးမှာဖယ်ရီနဲ့ဘတ်စ်ကားတိုက်မှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်တိုင်းလှဲကူးမြို့နယ်မှာတော့ဖေဖော်ဝါရီလ3ရက်မနက်ပိုင်းကဖယ်ရီနဲ့ဘတ်စ်ကားတိုက်မှုဖြစ်ပွားပြီးတော့4ယောက်သေဆုံးကအယောက်20လောက်ဒဏ်ရာရသွားတယ်လို့လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ဒေသခံတွေထံကသိရပါတယ်။ဒီဖြစ်စဉ်ဟာပဲခူးရန်ကုန်အမှတ်2လမ်းမကြီးအင်းတိုင်းကြီးဝါဆာနာရတက်ရှိမှာဖြစ်ပွားခဲ့တာလို့သိရပြီးတော့ပဲခူးတင်ငန်းကျွန်းပြေးဆွဲတဲ့ထာရလိုင်းကနဲ့အထည်ချုပ်စက်ရုံဖယ်ရီကတိုက်မိသွားတာပါဖယ်ရီကလမ်းကြောင်းမှားသွားတာအရှိန်မထိန်နိုင်ပဲနဲ့တစ်ဖက်ရှင်ကျော်ကိုရောက်သွားလို့တစ်ဖက်ရှင်ကျော်မှာရှိနေတဲ့မီနီဘတ်ခီးတဲ့တင်ကားနဲ့တိုက်မိတာလို့ဒေသခံမျက်မြင်တွေ့ရှိသူကဆိုပါရယ်ဒီရင်တိုက်မှုကြောင့်ပဲအမျိုးသား1ယောက်အမျိုးသမီး3ယောက်သေဆုံးပြီးတော့28ယောက်ဒဏ်ရာရတယ်လို့သိရပြီးတော့သေဆုံးဒဏ်ရာရတဲ့သူတွေကတော့မြောက်ကလာပစေယုံကြီးနဲ့လှဲကူးမြို့နယ်ပြည်သူ့စေယုံကိုပို့ဆောင်ထားတယ်လို့လှဲကူးနှက်ဝက်အသင်းကတာဝန်ရှိသူကဆိုပါရယ်ကျွန်တော်တို့စီဖုန်းလက်ခံရရှိတာတော့မနက်6နာရီခွဲလောက်ကအခင်းဖြစ်တဲ့နေရာမျိုးသား1ယောက်နဲ့အမျိုးသမီး1ယောက်ကပွဲချင်းပြီးဆုံးသွားတယ်
နောက်ထပ်အမျိုးသမီး2ယောက်ကတော့ဆေးရုံရောက်ခါမှာဆုံးတာပါ။မြောက်ကလာပါဆေးရုံလွှဲပြောင်းလူနာကတော့အမျိုးသား4ယောက်အမျိုးသမီး14ယောက်အားလုံးအနည်းအောင်အဆင့်နေပါလို့၎င်းကဆိုပါတယ်။ဒီအခင်းဖြစ်ပွားတဲ့နေရာကိုလှဲကူး network group မိဖက်အဖွဲ့အစည်းတွေပါဝင်လှဲကူးမြင်လာတော့အင်းစိန်မော်ပြီးအစားရှိတဲ့ကြက်ချင်တွေအသင်းဖွဲ့တွေတွားရောက်ကူညီခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာ18ရက်ကလည်းပဲလှိုင်းသားရအရှိပိုင်းအောက်ထိပ်မှတ်တိုင်ဘုံအောင်ကျော်လမ်းမှာ ferry တစ်စီးတိမ်မှောက်ခဲ့ပြီးတော့12ယောက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။2025ခုနှစ်အတွင်းမှာဩဂလ19ရက်နေ့ကလည်းရန်ကုန်တိုင်းတန်လင်းမြို့နယ်မှာရှိတဲ့ကလဝဲတိုးဂိတ်နေမှာအထက်ကျုပ်စက်ရုံဖရီကာနဲ့စီပေါင်းစားရင်တိုက်မှုဖြစ်ပွားပြီးတော့9ယောက်ထိခိုက်ဒဏ်ရာရခဲ့လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လာရှိုးမှာရှိတဲ့ရွှေလုံငန်းအိမ်ဓမြအတိုက်ခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းလာရှိုးမြို့ရက်ကွက်လေးအတွင်းမှာရှိတဲ့ရွှေလုံငန်းလောက်ကင်တဲ့အိမ်တိမ်မှာတော့ဖေဖော်ဝါရီလ1ရက်မွန်းတဲ့12နာရီဝန်းကျင်လောက်ကဓမြအတိုက်ခံရပြီးတော့ရွှေ9ပိတ်တာနဲ့ငွေသားတွေပါသွားတယ်လို့လည်းသိရပါတယ်။ဖုန်းတွေပါသွားတယ်ရွှေတွေကတော့9ပိတ်တာလောက်ပါသွားတယ်ငွေသားကဘလောက်ပါသွားလဲမသိဘူးလို့ရွှေလုံငန်းအိမ်နဲ့နှိစက်သူကဆိုပါတယ်။ဒီဓမြတိုက်တာကတော့ဖေဖော်ဝါရီလ1ရက်နေ့နေ့လယ်12နာရီဝန်းကျင်လောက်မှာဖြစ်ပွားပြီးတော့ကား3စီးနဲ့လူ9ဦးကလက်နက်တွေနဲ့လာပြီးတော့ဓမြတိုက်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်။ဓမြတွေပြန်ပြီးထွက်သွားတဲ့အချိန်မှာတော့အရက်ကတီးလို့ရရုပ်သက်သက်ဖြစ်သွားတဲ့အတွက်ဓမြအုပ်စုကလက်နက်အတူတလက်ကြကြံခဲ့ပြီးတော့အဲ့ဒီလက်နက်ကိုတော့လုံခြုံရေးတပ်ဖွဲ့တွေကတင်ဆက်ခဲ့ပါတယ်။ရွှေ9ပိတ်တာငွေသားက3000ဆိုလာပါသွားတယ်ကြားပါတယ်လို့အမျိုးသမီးတူကဆိုပါတယ်။ဒီရွှေလုံငန်းအိမ်မှာရွှေတဲ့ကုံကျော်နဲ့ရွှေအပေါင်ခံထားတာတွေလုပ်ပြီးတော့အော်ရာများတဲ့ဆိုင်ဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီကိစ္စသက်ဆိုင်ရာနယ်မြေရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားတယ်လို့သိရပြီးတော့သက်ဆိုင်ရာကိုမေးမြန်းလို့တော့မရသေးပါဘူး။ပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်မနက်4နာရီကျော်လောက်ကလည်းပဲလာရှိုးမြို့ရက်ကွက်စနစ်မှာရှိတဲ့နေအိမ်တိမ်ကခရောင်းအနက်ရောင်ကားတစ်စီးအခိုးခံရတယ်လို့ဒေသခံအမျိုးသားကဆိုပါတယ်။ဇန်နဝါရီလ28ရက်ကတော့မဟာဘောရယုံကျောင်းတိုက်ကစာချဆရာတော်ဗရဏဂီတရလုံခြံတပ်ဖြတ်ခံရပြီးတဲ့နောက်မှာမကြာခင်အတွင်းမှာအဲ့ဒီမဟာဘောရယုံကျောင်းတိုက်အနီးဓမြတိုက်မှုထပ်မံဖြစ်ပွားသွားတယ်လို့ဆိုပါတယ်။လာရှိုးမှာတော့ဓမြတိုက်တာတွေလူရက်တာတွေခိုးမှုတွေမကြာခဏဖြစ်ပွားပြီးတော့ပြစ်မှုကျူးလွန်တဲ့သူတွေကိုဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းမျိုးတော့မကြားရပါဘူး။ဒေသခံတွေကတော့လာရှိုးမြို့အတွင်းလုံခြုံရေးပြက်ကွက်မှုတွေဆက်တိုက်ဖြစ်ပွားလာတာကြောင့်လုံခြုံရေးကိုအမေရိကန်ထိန်းသိမ်းနိုင်ဖို့အတွက်တာဝန်ရှိတဲ့သူတွေဘက်ကထိရောက်တဲ့လှုပ်ဆောင်မှုတွေလိုအပ်နေပြီလို့လည်းပြောဆိုနေကြပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းမန်းလေးမှာလက်နက်နဲ့ပစ်ပြီးတော့ဆိုင်ကယ်လူရက်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။မန်းလေးမြို့မဟာအောင်မြေမြို့နယ်မဟာအောင်မြေအနောက်ရက်ကွက်84 41လမ်းနဲ့42လမ်းကြားမှာရေခဲမုတ်ဆိုင်ကအသိအပီပြန်ဖို့ပြင်ဆင်နေတဲ့အမျိုးသမီးရဲ့ကလစ်ဆိုင်ကယ်ကိုအမျိုးသား2ဦးကလူရင်းနဲ့ပစ္စတိုလက်နက်နဲ့ပစ်ခတ်မှုဖြစ်ပွားသွားပါတယ်။ပြစ်စင်ကတော့အသက်22နှစ်အရွယ်မတ်ဟန်ထက်စူးစံကတော့ဖေဖော်ဝါရီလ1ရက်8နာရီမိနစ်20အချိန်မှာဆိုင်သိမ်းပြီးတော့နေအိမ်ကိုပြန်ဖို့လုပ်နေတဲ့အချိန်လူရက်တဲ့အမျိုးသား2ယောက်ရောက်လာပြီးတော့မတ်ဟန်ထက်စူးစံရဲ့ဆိုင်ကယ်ကိုလူရက်ဖို့ကြိုးစားတဲ့အချိန်မှာသူမကဆိုင်ကယ်ကိုပြန်လူတဲ့အချိန်မှာလူရက်တဲ့သူတွေကတယောက်ကလက်နက်နဲ့ပစ်ခတ်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီလိုပစ်ခတ်တာကြောင့်လူရက်သူတွေစီဆိုင်ကယ်ပါမသွားပေမဲ့လည်းမတ်ဟန်ထက်စူးစံကတော့ညာဘက်လက်မကိုလက်နက်ကြီးထိမှန်ခဲ့ပြီးတော့ညာဘက်ပေါင်ရည်ကိုရှက်ထိတန်ရာမစိုးရရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူမတ်ဟန်ထက်စူးစံကိုဖြစ်စဉ်ဒီကချမ်းမြေ့စီကံမှာဒဏ်ရာဆေးထည့်တာပြုလုပ်ပြီးတော့9နာရီမှာမန္တလေးအထွေထွေစေုံကြီးအရေးပေါ်ဌာနကိုပို့ဆောင်ခဲ့ရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမှတ်9နယ်မြေရဲစကန်မှုကတော့လက်နက်ကင်ဆောင်ပစ်ခတ်လူရတဲ့သူတွေကိုဖမ်းဆီးနိုင်ဖို့ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။2025ခုနှစ်ဇူလိုင်လတုန်းကလည်းချမ်းမြသာစီမြို့နယ်အမှတ်ချမ်းမြသာစီမြို့နယ်မှာ82နှစ်အရွယ်အမျိုးသားတအုပ်ကိုတေဆုံးတဲ့အထိရိုက်ပြီးတော့လူရက်တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါသေးတယ်။